power shade no mero lan khode အိမ်မှာဆိုကျွန်တော်ကအမြဲတမ်းမမှန်နဲ့အားလုံးရဲ့လိုလိုက်မှုတွေကြားဖိအားတွေကြားမိမြဝေဝါတဲ့စကားလုံးနဲ့ဖြိုလိုက်မှုတွေခါတိတ်တိတ်ငိုရှိုက်မှုတွေများတဲ့ဘဝဟာတစ်ဖြစ်ဖြစ်အတိတ်ပဲမဲ့လွတ်လပ်ခြင်းကိုရောင်းစားထားပျော်ရွှင်ခြင်းတွေလည်းစိတ်ကွယ်ခဲ့ဒီမှာသိခံရတဲ့မေကိုယ့်ဘက်ကမှန်နေလဲပိုက်ဆံကရေးကြီးတဲ့ဆိုတာလဲကျိုးတော့ကမှန်နေစဲဒီဆုံးကိုဆမ်းမဲ့ဆယ်မငါလေးတနေ့တစ်ချိန်ကိုမှန်းရွယ်မေအင်ကိုဗန်းနဲ့အမေအင်ကိုဗန်းနဲ့ပြောပြတဲ့ရည်စရာလေးတွေနားမထောင်ရတာကြာပြီပဲခက်ကလည်းမကောင်းတော့ဘူးလေကျွန်တော်တို့မွေးရက်မှာပြီလေဘယ်မှာဘလို့ပဲဆင်ပြေနေပါစမေးချင်ဘူးလေယာယီပဲချိန်တန်ရင်ရမ်းမိလာတဲ့ခြေလက်တွေကညာစီပဲတိုင်းပါကားတွေမောက်မှချက်အခန်းချင်းလေးရဲ့တောင်းမှကက်အခက်ခဲတွေကြော်ပြတ်ရတာလဲတကယ်တမ်းတော့ပဲလွယ်မှလဲကျေးဇူးနဲ့ညပဲမှလဲဒူဝန်ချေရောပဲမှလဲမိသားစုနဲ့ချစ်သူနဲ့ချစ်စမနဲ့ပြုံးနေပဲမှလဲနေထွေးမှုတွေများပြောင်းရှာဖွေလဲမတွေ့ဒီနိုင်ငံရှိတွင်ကျွန်တော်တယောက်တည်းဆွေtake comment နေတော့ဘွားရပါအိတ်ရှင်မရနှုတ်ဆက်ထားခဲ့ရတဲ့အိမ်ကိုပဲတွေ့လမ်းနဲ့စိတ်ရှုကြောင့်ကြားတဲ့နေရင်နဲ့တင်ညာတွေဒီမိမမတွေနဲ့အိမ်ကိုတော်လန်းနေကြားတဲ့ညဘစကားဝိုင်းဆုံးမတဲ့တန်လေးတွေတော့ကြနေနေတော်လန်းနေ Hey ဒီရရတယ်မေရဲ့တခုနဲ့ရဲ့တခုနဲ့ရောက်ရှိမိတဲ့ရဲ့ power shade ကျွန်တော်မေလိုလမ်းခေါ်ခြင်း